အားလုံးပဲမင်္ဂလာပါရှင်တက်တက်လွင်ဖြစ်ပါတယ် New Year မှာပါလို့ကြလဲရှင်ဒါကတော့ကျမရဲ့ပေါ့နော် New Year ရဲ့တနစ်တာဗီလော်လေးဖြစ်ပါတယ်ဒါကတော့အင်ရှင်းဖို့မော်တီယူနေတဲ့ပုံမြင်ကွင်းမှာပေါ့နော်တခါအင်ရှင်းဖို့အတွက်ပြီးလို့ရှိရင်ဝက်စားတွေရှင်းဖို့အတွက်ဆိုရင်အဲ့ဒီဝက်စားတွေကိုထုတ်ကြည့်လိုက်ပြီးပြန်သိမ်းလိုက်လုံနေရနေရင်တော်တော်အချိန်နေကြပါရှင်ထုတ်ကြည့်တယ်ဝစ်ကြည့်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ပြန်သိမ်းတယ်ပေါ့ New Year ဆိုတာတက်ပေါ့နော်ကိုယ့်ရဲ့ပိတ်ရက်ပေါ့နော်ကိုယ့်ရဲ့ပိတ်ရက်ဆိုတော့ဒီနေ့ plan တော့အင်ရှင်းမယ်ပေါ့နော်အင်ရှင်းမယ်ပြီးတော့လို့ရှိရင်တင်းတန်းသွားမယ်ပြင်တငယ်ချင်းနဲ့မူစားမယ်ဒီလောက်ပါပဲနားလည်ပြီးကြပါရှင်ဒီလိုအိမ်တစ်ခါတစ်ခါရှင်းဖို့တော့မော်တီယူနေမပြီးတော့ဘူးပေါ့နော်တော်လောက်ပြီပေါ့နော်တကယ်ဟိုမှတကယ်ရှင်းပါပြီရှင်ဆိုပြီးတော့လဲထပ်ပြီးတော့တကယ်ပါပဲအခြားသူတွေရောအဲ့လိုပဲလားအိမ်မှာတယောက်တည်းရှိလို့ရှင်အဲ့လိုကြီးလုပ်နေကြလားကြည့်တာပြလိုက်ကြပါပြောတတ်တာဆိုတော့လေနော်ခုနကိုဖွားလို့လဲပြီးပြီကလို့လဲပြီးပြီဆိုတော့ဒါကတော့တကယ်အင်ရှင်းပါပြီနော်အင်ရှင်းမယ်အဝိရှော်မယ်ပေါ့နော်အဓိကပြောလို့ကျင်ကြမ်းတိုက်ရမယ်တပြက်စီးလဲရမယ်အားလုံးကိုအခုဆိုရင်တော့လုပ်နေပါပြီရှင်ကဲဒါကတော့ရှင်းပြီးသွားပြီပေါ့နော်ရှင်းပြီးသွားတဲ့အခါမှာအဲ့ရခင်းလဲထားတယ်ကျန်းလဲဒါတိုက်ပြီးသွားပြီပေါ့နော်အင်ကြီးတွေဆိုလဲတက်ခောက်ပြီးအထက်မှာထည့်ပြီးကိုရဲ့စာကြည့်စပွဲလေးကိုလည်းဒီချာလေးရှင်းပြီးသွားပြီအခါမှာโอเคအရင်တော့ဒီစင်ပေါ်မှာရှုပ်ရက်တွေခံနေတာပါเนาะဒါပေမဲ့အခုကျတော့သူ vantage ဆိုင်တွေမှာလုပ်တဲ့ပုံစံလေးပေါ့အုတ်ထုပ်တွေ accessory တွေတနေရာထဲမှာတရိုးထဲမှာပေါ့เนาะအဲ့လိုလေးပြပြီးတော့ထားတဲ့အတိုင်းလေးစီထားပါတယ်ရှင်မောသွားပါပြီပေါ့เนาะမောသွားတဲ့ခါကျတော့ထုပ်ပတ်တီကိုရေခဲတက်ထည့်တာဆိုထုပ်ပတ်တီကိုဒိုင်းအစိမ်းကိုတကြားနဲ့နေထားတကယ်တော့လေတကြားနဲ့နေရောအခုစားပါမယ်စားပြီးရေမိုးချူပြီးသွားတော့မယ်တကယ်တော့နောက်ကျနေပြီဒီလားအဲ့မှာကြည့်လိုက်တော့ကိုရေချိုးပြင်ဆင်ခြင်းကမိနစ်40ပဲကျန်တော့ဖြစ်တဲ့အတွက်မြန်လေးပြင်ဆင်ပါမယ်ရှင်ဒါတော့ရေမိုးချိုးပြီးတော့ထွက်လာတဲ့မြင်ကွင်းပေါ့နော်ဒီနေ့ရာသီဥတုကလေတကယ်တော့ -5 ပေါ့နော် -5 ရှိတယ်ဆိုပေမဲ့ကိုကအေးတာထက်ကိုပေါ့နော်အရန်ပူလွယ်တဲ့လူဆိုလေအရန်ပူတတ်တဲ့လူဆိုတော့ဒီလိုပပလေးဝတ်ပြီးတော့ထွက်မှာဖြစ်ပါတယ်ဟီတာတွေဖွင့်ထားတော့လေအိမ်မှာကိုယ်စိတ်ထဲမှာအရန်ပူနေပြီထင်တာပေါ့နော်အဲအကြောင်းဒီလိုမျိုးဖွင့်တကယ်ကျတော့အပြင်မှာအဲ့ညာတအားအေးပါတယ်တအားအေးတာမှလေလုံးဝကိုမနေနိုင်အေးပါတယ်ရက်တောင်ဆက်ဖို့ချိန်ထားတာကြတော့သူက9နာရီဆိုတော့လေအခု4နာရီကြော်နေပြီဖြစ်တဲ့အတွက်မြန်လေးသွားလိုက်မယ်နော်9နာရီပြီးသွားရင်တင်တန်းကိုတန်းသွားမှာဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ခဲ့ကြပါအောင်ရှင်ဆိုင်မှာလူများတယ်ဆိုတော့လေသူများကြီးလည်းဗီဒီယိုမရိုက်မိအောင်လို့ပေါ့နော်သူများကြီးအနောက်ရှက်မပြောင်းလို့ကင်မရာကိုပိတ်လိုက်တော့ပါမယ်နောက်တနာရီနေမှပေါ့နော်ပြန်ပြီးတော့တွေ့ပါမယ်ရှင်ညတောင်ဆက်လို့ပြောရပါပြီရှင်အခုဆိုရင်တော့ည6နာရီကျော်ပြီပေါ့နော်ဆိုတော့ကအပြင်မှာမိုးလဲချုံနေပါပြီရှင်ကော်ဖီဆိုင်မှာခဏသွားပြီးတော့အလုပ်ကလေးခဏလုပ်မယ်ပေါ့နော်ပြောလို့ရှိရင်တင်တန်းသွားရမယ်ရှင်ကိုရီးရက်ကွက်ကလေဒီနေ့တအားဟိုမှာစီကားနေရပေါ့နော်ကားတွေလည်းအများကြီးလူတွေလည်းအများကြီးရှင်ညူးရမို့လို့ဒီနေ့အရန်ကိုစီကားနေပါတယ်ကော်ဖီဆိုင်လာရတဲ့အကြောင်းရင်းကတော့အလုပ်လုပ်ရမှာပါ6နာရီမှာ customer တယောက်နဲ့ချင်းထားတယ်ပေါ့နော်ကိုယ့်အလုပ်ကိုလည်းအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော် customer နဲ့ဖုန်းပြောရတဲ့အလုပ်ဖြစ်တယ်အဲ့ဒီမှာမှအားချန်သမားတွေပေါ့နော်ကိစ္စတစ်ခုကြောင့် case တစ်ခုကြောင့်ကိုကဒီချိန်မှာမှလုပ်ပြီးမှရမယ့်လူတွေဆိုရင်အဲ့လိုပိတ်ရက်ဆိုလဲမနာပါဘူးပိတ်ရက်မှာအချိန်ခဏလေးပေါ့နော်ဖေးပြီးတော့ customer နဲ့စကားပြောရတယ်ဖုန်းပြောရတယ်ပေါ့နော်ကဲအလုပ်တွေလည်းပြီးစီးသွားပြီဆိုတော့ကသွားပါတော့မယ်နော်ဘယ်ကိုသွားမှလဲဆိုတော့တင်တန်းကိုသွားရမှာပါတင်တန်း3နာရီတိတက်ရမှာပေါ့နော်ဘာတက်နေရလဲဆိုတော့ဒီဇိုင်းပိုင်းပေါ့နော် Photoshop နဲ့video editing ပေါ့နော် graphic design ပိုင်းကိုတက်နေရပါအခုဆိုရင်တော့တင်တန်းကိုရောက်ရှိလာပါပြီအခုတင်တန်းမှာမြင်နေရတာတော့ကိုရီးယားဆီယာမပေါ့နော်ဒီနေ့ကိုနဲ့ဆီယာမနဲ့ဒီဇိုင်းကအနေထားတူနေရပေါ့နော်သူအရန်ချစ်ဖို့ကောင်းပါတယ်ပြီးသူကင်မရာကိုဒါနှုတ်ဆက်နေတာပေါ့နော် graphic ပိုင်းကထင်သလောက်ပေါ့နော်မလွယ်ဘူးရှင် Photoshop ကအရင်တော့ basic တော့အခြေခံတော့ရှိခဲ့ဒါပေမဲ့မတင်တာကြပြီဆိုတော့တအားမေ့နေပြီပေါ့နော်ပြီးတော့ကိုရီးယားလိုတင်ရတော့ပို့ပြီးကိုအတွက်တော့အခက်အခဲရှိတယ်ဒါပေမဲ့3နာရီလုံးကိုတော့စူးစမ်းပန်းစားတင်လိုက်ပါအောင်မရှင်အားလုံး fightingတော်တော်အောင်မြင်နေဦးမယ်ပေါ့နော်တီချာဆွဲပြထားတဲ့လူကပြုံးတယ်ကိုဆွဲတဲ့လူကမဲ့တင်တဲ့နေစင်လာချင်းတက်စီလာကားကြီးပေါ့နော်ကိုလည်းပထမဆုံးမြင်မှုတာမို့လို့ရိုက်ပြပါတကယ်ချင်းနဲ့ချင်းတာ17ခွဲကိုက17:25မှာအိမ်ကိုရောက်တာပေါ့နော်အိမ်ရောက်ပြီဆိုတော့အင်ကြီးလေးပဲလဲပြီဆိုတော့ချက်ချင်းပြန်ထွက်มาဖြစ်ပါတယ်ကဲ12နာရီထိုးပါပြီရှင်အားလုံးပဲ Happy New Year ပါဒီဗီဒီယိုလေးတော့12နာရီအတိမှာရပ်ပြဖို့စဉ်းစားထားတာပေါ့နော်တကယ်ချင်းနဲ့တွေ့မယ်ပြီးတကယ်ချင်းနဲ့မုတ်စားမယ်ပြီးအိမ်ပြန်มาပဲဖြစ်တဲ့အတွက်အားလုံးကိုဒီနေရာလေးကနေပဲနှုတ်ဆက်ခဲ့ပါတယ်ရှင်နှစ်တမစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်တတ်တာ